အခုကျွန်တော်ပြောပြမယ့်အကြောင်းအရာကဒီ iPhone တွေပျောက်သွားရင်ဘယ်လိုလိုက်ရှာမလဲဆိုတာကိုအဆင့်ဆင့်လိုက်ကြည့်အောင်အဲ့ဒီဟာတွေမပြောခင်မှာကျွန်တော်ရဲ့အတွေ့အကြုံတစ်ခုကိုကျွန်တော်အရင်ဆုံး sharing လုပ်ပေးချင်ပါတယ်ခရီးကပြန်ရောက်တော့မှာပေါ့နော်ကျွန်တော်ညတဲဥကန်တီလေးတဲတယ်တဲဥကန်တီလေးကအဆင်ပြေလို့တဲဥကန်ကနေမှတစ်စင်းတော့ကျွန်တော်ဟိုတယ်အကြီးကိုပြောင်းနေပေါ့နော်ပြောင်းတဲ့အခါမှာကျွန်တော်ကဒီတဲဥကန်အသေးကနေနေ့လယ်လောက်ရောက်တော့ကားသားစီးတယ်ပေါ့ကားသားစီးတော့ကျွန်တော်လက်ကေးတွေတင်တယ်ကြိုးပွေးတွေတင်တယ်ကျွန်တော်ထည့်ရမယ့်ဝတ်စားတွေအကုန်တင်တယ်ပြီးရင်ဒီဟိုတယ်အကြီးကိုပြောင်းတဲ့ခါမှာကျွန်တော်ဟိုတယ်အကြီးရောက်တယ်ရောက်တော့ကျွန်တော်ပစ္စည်းအကုန်မတယ်ပေါ့နော်ပစ္စည်းမပြီးတော့ဒီဟိုတယ်ပေါ့ဒီ reception ရဲ့ကောင်လေးတွေကျွန်တော်တို့ကိုဒီအဲ့ဒီတဲကွေပေါ့နော်တဲကွေတော့ကျွန်တော်ဟိုတယ်ခန်းထဲရောက်သွားပြီဆိုတော့ဟိုတယ်ခန်းရောက်သွားပြီဆိုတော့ကျွန်တော်ညီလေးကိုပေါ့နော်ဒီ MacBook လေး MacBook ဝယ်ထားတာသူ့ကိုတင်ပေးမယ်ပြပေးမယ်ပေါ့ကျွန်တော်အဲ့ဒါနဲ့ထုံမှညီလေးကို MacBook ယူပေးအောင်ဆိုမှကြည့်ရတော့ဂျိုးဘေးကပါမလားဂျိုးဘေးပါမလားဆိုတော့ကျွန်တော်လည်းခေါင်းကြီးသွားပြီလေကျွန်တော် MacBook Pro ကဝယ်ထားတာလည်းမကြသေးဘူးလေနော်မကြသေးဘူးဆိုတော့အဲ့နဲ့ကျွန်တော်လည်းခေါင်းကြီးသွားပြီဆိုတော့ကျွန်တော်အဲ့နဲ့ဒီ hotel reservation ကိုတွားပြီးမှကျွန်တော်ဒီ CCTV record တောင်းတယ်ပေါ့နော်ဒီမှာကျွန်တော်ပစ္စည်းကားပေါ်မှာပါသွားတယ်ပေါ့ကျွန်တော်ဂျော်ဝေးပါသွားတယ်ဆိုမှကျွန်တော်ပြောတယ်ပါသွားတဲ့အိတ်ကတော့ဒီအိတ်လေးပေါ့နော်အခုမြင်တွေ့နေရတဲ့ကျွန်တော်အခုပုံမှာပြတာအိတ်လေးပါသွားတာပေါ့ဆိုတော့ဆက်ပြီးပြောရမယ်ဆိုရင်အဲ့နဲ့ကျွန်တော်ကဒီ CCTV record တောင်းတယ်တောင်းမှကျွန်တော်ကဒီအဲ့တွေ့နေမှာကျွန်တော်ထိုင်ဆောင်နေပေါ့ထိုင်ဆောင်နေခဏကြာနေတော့ဒီကျွန်တော် iPhone ဖွင့်ကြည့်တဲ့အခါမှာကျွန်တော် Find My ဖွင့်ကြည့်တယ်ဖွင့်ကြည့်တော့ကျွန်တော်ရဲ့ဒီ MacBook ကဒီ location မှာသူကပြပြီးမှတွားနေတာတော့အစားကျွန်တော်ထင်တာပေါ့နော်ဒီ line lagging ဖြစ်တာပေါ့နော် line lag တာပေါ့အဲ့လိုထင်တာပေါ့အစားတော့မဟုတ်ဘူးကျွန်တော်လည်းကျွန်တော်ညီလေးပြောကျွန်တော်ညီလေးကတွားကြည့်မယ်ပေါ့တွားကြည့်မယ်ဆိုကျွန်တော်တို့သူနဲ့တွားလိုက်ကြတယ်တွားလိုက်ကြတော့အဲ့နဲ့ဒီ hotel ကျွန်တော်ဒီ hotel အကြီးကနေပါကျွန်တော်ကားလာစီးတယ်တားစီတော့ဦးလေးတယောက်ကကျွန်တော်တို့နော်ကျွန်တော်ကဖြစ်ချောင်းကုန်စင်ပြောရလိုက်တယ်ပေါ့ကျွန်တော်ရဲ့ဒီကြော်ပွဲကကောင်းအောင်ပါသွားတာဘလို့အဲ့နဲ့ကာရမလည်းတိလာမတိလာလည်းမပို့ဘူးဆိုမှကျွန်တော်တိချင်းလိုက်သွားကြတယ်လိုက်သွားကြတယ်ဆိုတော့မှဦးလေးကကားကတော့9000မတောင်းမယ်ပေါ့နော်9000မတောင်းတော့ကျွန်တော်တော့အစတော့ဘာမှမပြောသေးဘူးကျွန်တော်ညီနေသွားတယ်အမှသူကတော့ကောင်းကိုဒီမှာ James Bond လို့ဒုံဆိုင်မောင်းနေဗျာတော့မောင်းဝင်လိုက်ရှာပေးတယ်အဲ့ချိန်မှာကျွန်တော်ဖုန်း iPhone ကိုဖွင့်လာပြီးမှကျွန်တော်ရဲ့ဒီ MacBook တွားနေတဲ့ location ကိုကျွန်တော်ကပြောပြတာပေါ့နော်MacBook တွားနေ location တော့ဘယ်ကွေ့သွားရင်ဘယ်ကွေ့သွားရောက်ကွေ့သွားပြီးသူရောက်တဲ့နေရာတွေကိုကျွန်တော်ကကြည့်မှတွားပြောပြတယ်ပေါ့အဲ့ချိန်မှာကာရမကားမောင်းရင်အံ့အောင်နေအကျော်ဝိတ်ပါသွားသူဘယ်လိုတိလဲပေါ့အဲ့ဒါကျွန်တော်လည်းတွားနေဖျားတက်ပြီးတွားနေရဟုတ်လားမဟုတ်လားကျွန်တော်လည်းမကြုံဘူးလေနော်ဒါပထမဆုံး first time ဖြစ်တာဆိုတော့အဲ့ချိန်မှာကျွန်တော်ကတွားတယ်သူ့ကိုအဲ့ဒီမှာမင်းဓမ္မလမ်းမှာဆိုမှဒီ location ကပြတယ်ပေါ့နော်အမှတော့ရက်သွားတယ်အဲ့တင်မှာရက်သွားတော့အဲ့ဒီရဲ့ကာရမောက်ပြောတယ်မင်းဓမ္မလမ်းဘက်ကိုမောင်းပေးဒီမှာရက်သွားတယ်ဆိုမှသူ့ပြတယ်မှာရှေ့မှာ company site တွေအကြီးရှိတယ်ဆိုတော့သူကအကောက်ပတ်မောင်းမှချပေးတယ်ပထမအခါတော့အဲ့မင်းဓမ္မလမ်းမရောက်သွားပြီးမှကျွန်တော်ကဒီ company site အကြီးရှိကိုတွေ့ရကျွန်တော်ဆောက်လုပ်ရေးလုပ်နေရပါတော့နော်ဆောက်လုပ်ရေးလုပ်နေရဆိုတော့ကျွန်တော်စိတ်ထဲမှာထင်တာပေါ့သူကဆောက်လုပ်ရေးထဲအဲ့ထဲဝင်သွားမှယူသွားလားမသိဘူးအစားမဟုတ်သေးဘူးပေါ့ location ကနေပြန်ရွှေ့သွားတော့ဆောက်လုပ်ဘက်ချန်ဒီဘက်ချန်လေကျွန်တော်ကဒီညနေချင်းဆိုင်ဘက်ချန်ကိုပြန်ကြည့်မယ်ပေါ့အဘက်ရွှေ့သွားတာကို location ရွှေ့သွားတာကျွန်တော်ကောက်ပြန်ကွေ့မှတော့ဖြစ်ရှင်တော့နော်ကျွန်တော်ကကာရမောက်ကိုမမှတ်မိဘူးကျွန်တော်စီးလာတဲ့ကားကိုမမှတ်မိဘူးကားနံပါတ်ကိုမသိဘူးကာရမောက်လည်းမမြင်ဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကဒီလိုအနောက်ချမ်းမှာထိုင်တာပေါ့နော်နောက်ချမ်းမှာဆိုရင်အရှိမလက်ကေးအိတ်အကြီးတစ်လုံးထားတယ်အနောက်မှာကျွန်တော်ညီရဲကျွန်တော်ရဲထိုင်တယ်ပြီးမှလက်ကေးအိတ်နောက်ထပ်နှလုံးရှိတယ်လက်ကေးက3လုံးပါတာပေါ့အစတော့နော်လက်ကေးအိတ်3လုံးပါလာဆိုတော့အဲ့နဲ့ကာရမောက်ကိုတွေ့တော့ကျွန်တော်အနောက်ကနေမှန်ချပြီးမှအဲ့ဦးလေးကဘန်နာပင်အောက်မှာထမင်းထိုင်စားနေရဗျအဲ့နဲ့ကျွန်တော်ကပြောတယ်ဦးလေးကျွန်တော်အိတ်ကြံခဲ့တယ်အဲ့နဲ့အဲ့ဦးလေးပြောအေးဟုတ်တယ်ညီလေးတဲ့အကိုလေးတဲ့အဲ့ဒါဘိုက်စာနေလို့ပေါ့ထမင်းစားပြီးမှကျွန်တော်အကိုလာပို့မယ်ဆိုမှအကိုသမင်းစားနေတာပေါ့ပြီးကြမှာပို့မယ်ဆိုပြီးမှအဲ့ဒါအဲ့လိုပြောခဲ့တာပေါ့ကျွန်တော်လည်းဟုတ်ကဲ့ဆိုမှကျွန်တော်လည်းဘာမှမပြောတော့ဘူးဒါပေမဲ့ဒီကာရမဦးလေးကတော့စိတ်ဆိုးနေတာပေါ့ကျွန်တော်လည်းပို့ဦးလေးရကြမလားဒီကောင်တမင်တက်ယူသွားတာဘာညာဒီကောင်လူလိန်လူညာဘာညာနဲ့ကျွန်တော်ဘက်ကပါပြီးပြောပေးနေတာပေါ့အဲ့နဲ့ကျွန်တော်ယူခဲ့ပြီးမှကားပေါ်ရောက်ခဲ့ပြီးကျွန်တော်ညီရဲ့ရောပါကျော်ဝေးပါလာခဲ့ပြီပေါ့အဲ့အချိန်မှာဒီ
ကျွန်တော်တဲတဲ့ hotel အကြီးကြီးကနေကျွန်တော် message ပို့လာ Viber ကနေသူတို့ဝန်ထမ်းနေမှာပေါ့အကူတဲ့ဒီဘယ်လို hotel ရပါပေါ့ကျွန်တော်နာမည်တော့မပြောတော့ဘူးအဲ့နဲ့သူကကျွန်တော်ဒီ CCTV record မှာတပ်ပုံတော့ပို့လာတယ်အဲ့ကားအမျိုးအစားရဲ့ဒီကားနံပါတ်လေးရဲ့ပို့လာပြီပေါ့သူတို့ပို့တဲ့အချိန်မှာတော့ကျွန်တော်ကဒီ 5 man device ရဲ့အကူအညီနဲ့ကျွန်တော်5 man ရဲ့ iPhone ရဲ့အကူအညီနဲ့ကျွန်တော်ကြောပွဲတောင်ပြန်ရခဲ့ပြီသူတို့ကနေနောက်ကျနေပေါ့နော်အဲ့နဲ့ကျွန်တော်အိမ်မြောက်ခဲ့တော့ကားစီးလာပြီနော်ကားစီးလာတော့အဲ့ဦးလေးကအံ့ဩနေအဲ့အဖိုးပေါ့နော်အဲ့အဖိုးကျွန်တော်လည်းဆိုတော့ဓာတ်ပုံမှာမြင်တိုင်းပဲနော်အဖိုးဖြစ်မှာပေါ့အဲ့အဖိုးကအံ့ဩနေတာအံ့ဩမှာကျောပွေးပါတာကိုဘယ်လိုလဲပေါ့နော်သူကတော့ကားမောင်းပေးနေကျွန်တော်လည်းဖုန်းကနေကြည့်နေဘယ်ရွှေ့သွားပြီပေါ့သူကအံ့ဩနေတာအဲ့လိုဖြစ်ပုံအဲ့လိုပထမဦးဆုံးအနေနဲ့ဒီ Find My application တွေကိုဝင်ရမှာဖြစ်ပါတယ်ဒါတော့ခင်ဗျားရဲ့လက်ရှိ location ပေါ့နော်ဒီပြီးရင်ဒီမှာမြင်တွေ့ရမယ် MacBook Pro တို့ Apple Watch တို့ iPhone တို့ကိုမြင်ရမှာဖြစ်ပါတယ်အဲ့ဒီမှာ MacBook ကိုနေရင် MacBook ရဲ့ဒီရဲ့အောက်ဘာတန်လေးကိုတွားပေါ့နော်တွားပြီးရင်အမှ Note 1 left behind ဆိုတာလေးကိုတွေ့ရင်အထက်ကိုနှိပ်လိုက်ပါနော်ပြီးရင်ကိုလက်ရှိရှိတဲ့နေရာကိုပြမှာဖြစ်တဲ့အတွက်အဟောင်းကိုဖြတ်ပါမယ်ပြီးရင် new location ကိုနှိပ်ပြီးမှဒီနေရာအတစ်ထပ်ထဲမှာဖြစ်ပါတယ်ဒါ small medium large ဆိုမှ3ခုရှိပါတယ်ဒီကျွန်တော်ကတော့တာမန်အဖြစ်ဒီ medium သုံးတာများတယ်ပေါ့နော်ဒီရဲ့အဓိပ္ပာယ်ကပေါ့နော်ဘာလဲဆိုတော့ဒီကိုရဲ့ဒီနေရာဝေးသွားပြီဆိုရင်ဒီနာရီတို့ဖုန်းတို့ကနေအချက်ပေးမှဖြစ်ပါတယ်ပြီးရင်အမှန်ကြီးလေးနဲ့လည်းပါပြီးရင်ဒီ device အားလုံးကိုနှိပ်ပေးရမှာဖြစ်ပါတယ်ပြီးရင်တော့အမှန်ကြီးအပြောင်လေးကိုနှိပ်လိုက်ရင်ရပါပြီWi-Fi နဲ့ချိတ်ပြီးမှဒီ MacBook ကနေလုပ်ရင်လည်းရပါတယ်ဖုန်းနဲ့လုပ်ရင်လည်းရပါတယ်ကြည့်လို့ကိုက Apple Watch ရှိထားတယ်ဆိုရင်ပိုအဆင်ပြေပါတယ်နော်ကျွန်တော်ကတော့လက်ရှိနဲ့မှာဖြစ်တဲ့အတွက်ဒီ Starlink နဲ့ line တုံးနေရတာပေါ့နော်ဆိုတော့ internet မရဘူးဆိုတော့ Apple Watch လည်း internet မရှိဘူး MacBook လည်း internet မရှိဘူးဒါပေမဲ့ internet မရှိပေမဲ့လည်းကျွန်တော်ရဲ့အနားမှာရှိနေတာဖြစ်တဲ့အတွက်ဒီရဲ့ဥစ္စာနောင်းလို့ပြနေမှာဖြစ်ပါတယ် MacBook တို့ Apple Watch တို့ AirPod တို့ရှိထားရင်လည်းသူကနောင်းလို့ပြနေမှာဖြစ်ပါတယ်เนาะပေါ့နော်ဒါလို့မိတ်ဆွေတို့လည်းအဲ့လိုမဖြစ်အောင်ဒီနည်းလမ်းလေးကိုလိုက်လုပ်ကြည့်ကြနော်